အခန်းရှိလူဝက်စမ်းကျက်သောပတိစီဝဲလင်းဟာတောင်ပေါ်မှာအလုံးလုံးနေရင်6ကမ်းမဘေးကထူးဆန်းတဲ့ဂူတစ်ခုတည်းကိုမတော်တဆရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီဂူထဲမှာသူဟာတိမ်တိုက်ပုံတဲ့အမှတ်သားလေးပါရှိတဲ့ကြောက်သားပတိစီ Stone Beat တစ်စိတ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီပတိစီကနေထူးဆန်းတဲ့အေးမြမှုတစ်ခုကိုသူခန်းစားလိုက်ရပြီးဒါဟာတာမန်ယတနာတစ်ခုမဟုတ်မှန်ဝမ်လင်းချက်ချင်းထိလိုက်ပါတယ်။သူဟာအဲ့ဒီပတိစီကိုအိမ်ပြန်ယူလာပြီးဂယုတစိုက်လေးလာနေခဲ့ပါတယ်။တညမှာတော့ပတိစီပေါ်မှာတိမ်တိုက်အမှတ်သားနဲ့ဟာရင်းနဲ့ထိတွေ့တဲ့အခါပုံမိုတောက်ပလာတာကိုသူသတိထားမိသွားပါတယ်။ဝမ်လင်းဟာစမ်းသပ်တဲ့အနေနဲ့အဲ့ဒီပတိစီကိုရေကြီးအိုးထဲမှာစိန်ထားလိုက်ပါတယ်။မကြခင်မှာပဲထိုးရည်တွေဟာထူးဆန်းတဲ့မွှေးရနံ့တွေနဲ့အတူဝိညာဉ်စွမ်းအားတွေပြေဝလာတာကိုအံ့ဩဖွယ်တွေ့လိုက်လာပါတယ်။ဝမ်လင်းဟာအဲ့ဒီဝိညာဉ်ရည်ကိုတောက်တုံးကြီးတဲ့အခါသူ့ရဲ့ပင်မနွမ်းနယ်မှုတွေချက်ချင်းပျောက်ကွယ်သွားပြီးခန္ဓာကိုယ်ထဲမှာအားအိမ်တွေတဟုန်ထိုးပြေဝလာတာကိုခံစားလိုက်ရပါတယ်။ဒါဟာကြင့်ကြံခြင်းအတွက်အလွန်တန်ဖိုးရှိတဲ့အထောက်အကူပစ္စည်းမှန်သူနားလည်သွားပါတယ်။ဒီပတိစိတ်ရဲ့အကူအညီနဲ့ဝမ်လင်းဟာဂိုင်းကပေးတဲ့အခြေခံကျင့်စဉ်တွေကိုစတင်လေ့ကျင့်ပါတယ်။ပါရမီမရှိဘူးလို့အပြောခံရတဲ့ဝမ်လင်းဟာအခုဆိုရင်ဒီလှုပ်ဝက်ယတနာကြောင့်တခြားတစ်ပိုင်းတွေထက်ပိုမိုမြန်ဆန်းစွာအင်အားစုဆောင်းနိုင်မဲ့အခွင့်အရေးကိုရရှိသွားပါပြီ။သူဟာနီးဘက်မှာအစေခံအလုပ်တွေကိုပင်ပန်းလုပ်ကိုင်နေရပေမဲ့ညဘက်မှာတော့ဒီပတိစိတ်ကိုအသုံးပြုပြီးတိတ်တဆိတ်အဆင့်တက်ဖို့ပြင်ဆင်နေပါတော့တယ်